လူသားတွေဘလို့ဖြစ်လာတယ်လို့ထင်လဲအများစုကတော့ဒီဖျားသခင်ဖန်ဆင်းတယ်လို့ယူဆကြတယ်ပေါ့နော်ဒါကတော့ဘာသာရေးအယူဆတစ်မျိုးပေါ့ဒီနေ့မှာတော့ကျွန်တော်တို့ဒီဘာသာရေးအယူဆလေးတွေကိုခဏဖယ်ပြီးတော့လူသားတွေဘလို့ဖြစ်လာတယ်လဲဆိုတဲ့ဖြစ်နိုင်ခြေတွေကိုပြပြပေးချင်ပါတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ကဒီဥက္ကာခဲကနေမွေးဖွားလာတာပါတဲ့ကျွန်တော်တို့ဒီဒိုင်နိုဆောခေတ်ကဒီလူသားဆိုတာမရှိသေးဘူးပေါ့နော်ဒိုင်နိုဆောတွေမျိုးသုံးသွားမှဒီလူသားတွေဖြစ်ပေါ်လာဒိုင်နိုဆောတွေကဘလို့မျိုးသုံးသွားလဲဆိုတော့ကျွန်တော်တို့ဥက္ကာခဲတွေကြောင့်မျိုးသုံးသွားတယ်လို့ပြောကြတယ်ပေါ့နော်ဆိုလိုတာကတော့အဲ့ဒီဥက္ကာခဲတွေနဲ့အတူတူလူသားတွေပါလာတယ်လို့ပြောကြတာပေါ့ဒါကတော့ဖြစ်နိုင်ကြီးနည်းနည်းတော့နည်းပေမဲ့သိပ္ပံနည်းရဆိုရင်တော့နည်းနည်းလေးဖြစ်နိုင်လို့ရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူသားတွေကမြောက်ကနေဆင်းသက်လာတာပါတဲ့ဒီနေရာမှာမြောက်ဆိုတဲ့နေရာမှာလဲဒီ monkey ဆိုတဲ့မြောက်မဟုတ်ပါဘူးကျွန်တော်တို့ apes လို့ခေါ်တဲ့ဒီမြောက်ဝန်အမျိုးအစားဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကဒီမြောက်ဝန်တွေကနေဆင်းသက်လာတယ်လို့ယူဆကြတာပါနော်ဒီနေရာမှာထပ်ပြီးတော့အယူဆမှားနေရလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီမြောက်ဝန်ကနေပြီးတော့တဖြည်းဖြည်းအသွင်ပြောင်းလာတယ်လို့ထင်ကြတယ်ပေါ့နော်အမှန်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးအမှန်ကလူသားမျိုးနွယ်ဆိုတာဟိုးရင်ကလေးကရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမြောက်ဝန်ဆိုတဲ့မျိုးနွယ်လေးရှိတယ်လူသားဆိုတဲ့မျိုးနွယ်လေးရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့လူသားတွေကဒီမြောက်ဝန်တွေထက်တစ်ဆင့်မြင့်တဲ့အញ្ញံပုံမြင့်တဲ့မြောက်ဝန်မျိုးစားတစ်မျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမြောက်တွေကနေပြီးတော့တဖြည်းဖြည်းအသွင်ပြောင်းပြီးတော့လူပုံစံဖြစ်လာတာမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနှစ်ပေါင်းများစွာရှင်သန်လာတဲ့အထက်မှာဗျာကျွန်တော်တို့ဒီမြောက်ကနေပြီးတော့လူပုံစံကြီးပြောင်းသွားတာမျိုးတစ်ခါမှမရှိခဲ့ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့လူသားတွေကအရှင်ကလေးကရှိခဲ့ဘူးတဲ့မြောက်ဝန်အမျိုးစားတွေဖြစ်တယ်ပေါ့နော်မြောက်ဝန်တွေမှာကျွန်တော်တို့ကဉာဏ်အကောင်းဆုံးမြောက်ဝန်အမျိုးစားတွေပေါ့ဗျာဒီယူဆချက်ကတော့ယခုလက်ရှိမှာဖြစ်နိုင်တဲ့အရှိဆုံးအယူဆတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူသားတွေကတဘဝအလျောက်မွေးဖွားလာတာပါတဲ့ဒီကလည်းဟိုးစတော့ကအချိန်ကိုပြန်တွေးလိုက်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အရင်တုန်းကဒီငါးဆိုတဲ့တတ္တဝါပဲရှိခဲ့တာပေါ့နော်ငါးဆိုတဲ့တတ္တဝါကနေမှအကုန်လုံးပြောင်းဆင့်ပြောင်းလဲသွားကြတာပေါ့အဲကြောင့်မလို့ကျွန်တော်တို့တဘဝအလျောက်ဖြစ်ပေါ်တယ်ဆိုတာကလေဟိုးစကိုပြန်တွေးကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်နောက်ထပ်ယူဆချက်တစ်ခုကတော့ကျွန်တော်တို့ကဒီစัจ java လာဘဝမဟုတ်ဘူးဆိုတဲ့ဟာပါကျွန်တော်တို့ကတခြားအပြိုင်စัจ java လာတစ်ခုကနေပြီးတော့ဒီစัจ java လာမတော်တဆရောက်ရှိလာတယ်ပေါ့နော်ဒါကတော့ဖြစ်နိုင်ကြီးအနည်းဆုံးလို့ထင်တယ်Okay ကျွန်တော်နောက်ဆုံးတစ်ခုကတော့ simulation theory ပါဒါကတော့လက်ရှိ Elon Musk တို့အတိုင်းဝိုင်းတို့ပါယုံကြည်ထားတဲ့ theory တစ်ခုဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လူသားတွေအကုန်လုံးကထိန်းချုပ်ခံနေရတဲ့တတ္တဝါတွေဆိုတာပါကျွန်တော်တို့ထက်မှာတရားရောရှိနေတယ်ဆိုတဲ့သဘောပဲဒါကိုရိုးတွေးကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်ကြီးမရှိဘူးလို့ထင်ရမှာဒါပေမဲ့ကျွန်တော်တို့တခြားပြန်တွေးကြည့်လိုက်မယ်ဆိုရင်တော့ဖြစ်နိုင်ကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီလူသားတွေရဲ့တက်တန်းကဒီကဘာကြီးနဲ့ရှင်းလိုက်မယ်ဆိုရင်ဘာမှမဟုတ်သေးဘူးဒါကြောင့်မို့စัจ java ကြီးထဲမှာကျွန်တော်တို့ထက်တိုးတက်နေတဲ့မျိုးစိတ်တွေအများကြီးရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီကဘာကြီးမှာဒါထိန်းချုပ်ခံနေရတဲ့တတ္တဝါတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့အယူဆတစ်မျိုးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Elon Musk တို့ဒီသိပ္ပံပညာရှင်အတိုင်းဝိုင်းပါယုံကြည်နေပြီဖြစ်တဲ့အယူဆတစ်မျိုးပေါ့နော်โอเคပါဒါကတော့လူသားတွေဘယ်လိုဖြစ်ပေါ်လာခဲ့တယ်လဲဆိုတာကိုဘာသာရေးအယူဆလေးတွေခဏဖယ်ပြီးတော့သိပ္ပံနည်းကြပြပြခဲ့တာဖြစ်ပါတယ်အဆုံးလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်